ခဲ့ပေမဲ့အပူပင်ခင်းမဲ့နေတဲ့ကလေးရွယ်ကောင်လေးကတော့ပါလာတဲ့ရုပ်ကိုစုံရင်သိကျင်တဲ့အကြောင်းအရာတွေကိုမေးနေပါတယ်။နားလည်းမကြရစကားလည်းမပြောနိုင်တာကြောင့်အမေလိုမျိုးပွားစီတော့မပြောတော့ဘူးပေါ်လို့ဆိုကမှတ်ချက်ပေးလာပြီးနေဘက်ကိုရောက်လာတဲ့ကားပေါ်မှာတော့အတင်းတုပ်သူကတော့ဖုန်တွေကလည်းထားနေတာကြောင့်စမ်းဟိုတယောက်စိတ်ညစ်လာပြီးပါလာတဲ့တက်ထရစ်ဂိမ်းဆက်ကိုထုတ်ဆော့နေလိုက်ပါတယ်။နေဘက်တွေရဲ့ထုံးစံအတိုင်းရိုးသားလာတဲ့လူကြီးတွေကြားမှာစမ်းဟိုတို့သားမိစိတ်ပြက်လက်ပြက်ဖြစ်နေကြပြီးတကယ်တမ်းခရီးရောက်ဆိုင်မှာတော့စမ်းဟိုတယောက်မသွားချင်ဘူးလို့ဆိုကအတင်းညှင်းဆန်နေခဲ့ပါတယ်။စမ်းဟိုရဲ့ဖခင်ကိုလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းနဲ့အလုပ်လည်းမဲ့ဖြစ်နေတဲ့အတွက်စမ်းဟိုကဝင်တော့ဝင်ပိုးလို့ဖြစ်နေတာကြောင့်အလုပ်ရှာဖို့အမေစီမှာ2လလောက်ထားခဲ့မယ့်အကြောင်းပြောလာခဲ့ချိန်စမ်းဟိုတယောက်အဖွားဖြစ်သူရဲ့ဖနက်သေးကိုသေးပေါက်ထင်နေပါတယ်။အဖွားကိုနှုတ်ဆက်ဖို့မိခင်ဖြစ်သူကပြောလိုက်တော့စမ်းဟိုတယောက်ညှင်းဆန်နေပြန်ပြီးအဖွားဖြစ်သူကခေါင်းလေးကိုကန်ကြည့်မဲ့အချိန်မှာလည်းညှစ်ပတ်တယ်လို့ဆိုကထပ်မံညှင်းဆန်ပြန်ပါတယ်။အိတ်ထဲကအတွင်းကဝစ်တွေနဲ့လူကြီးအားစေးတွေကိုမိခင်အားထုတ်ပေးပြီးစီတူဘူးနဲ့အခြားသောမုတ်တွေကိုတော့စမ်းဟိုဟာဖြစ်ကြောင်းပြောကြားလာတဲ့စမ်းဟိုရဲ့မိခင်ကနောက်ဆုံးကားနဲ့အမိလိုက်ရမှာမို့သွားတော့မယ့်အကြောင်းပြောလာခဲ့ပါတယ်။အဖွားကြီးကသမီးဖြစ်သူကိုတညှာကြီးသွားဖို့လက်ဟန်ပြနေပြီးမြဲဒီနေ့အတွင်းပြန်မဖြစ်မယ့်အကြောင်းနဲ့စမ်းဟိုကိုလည်းအဖွားစကားနားထောင်ကလလီမာမာနေဖို့မှာပြီးထွက်သွားခဲ့ပါတယ်။ကားဂိတ်ကိုလိုက်ဖို့တဲ့မိဖွား2ယောက်အဖွားလို့သူကပြန်မယ်လို့ဆိုကလက်သွားဆွဲတာကြောင့်စမ်းဟိုကပဲအဖွားဖြစ်သူကိုလက်နဲ့ရွေလိုက်ပါတယ်။ဒါပေမဲ့အဖွားကသူမရဲ့ရင်ပလေးကိုပုတ်ပြီးစမ်းဟိုအားချစ်တယ်လို့ပြောနေပြီးမြဲအတိတ်ပဲနားမလဲတဲ့စမ်းဟိုကတော့အယူမကြီးလို့သာပြန်ပြောလိုက်ပါတယ်။နားမကြားတဲ့သူတွေဟာတစ်ဖက်လူရဲ့နှကန်းလောက်တာကိုကြည်ရင်အတိတ်ပဲဖော်တတ်တယ်လို့စမ်းဟိုပြောတဲ့စကားကြောင့်စိတ်မကောင်းဖြစ်သွားတဲ့အဖွားလေးအရှိကနေအိမ်ပြန်သွားခဲ့ပါတယ်။နှကန်းမကြီးစကားမပြောနိုင်တဲ့အယူမကြီးလို့စမ်းဟိုကလှမ်းပြောနေပြီးမြဲအဖွားဖြစ်သူကတော့သူ့မီးလေးကိုအိမ်ပြန်လိုက်ခဲ့ဖို့လက်ရက်လန်းခေါ်လိုက်ပါတယ်။တလန်းလုံးမလိုက်ချင်အောင်ဆောင်ကလိုက်လာခဲ့တဲ့စမ်းဟိုတယောက်အိမ်ပြန်ရောက်ခဲ့ပြီးညစာစားချိန်မှာတော့သူ့မှာပါလာတဲ့စီတူဘူးနဲ့ထမင်းကိုသာစားနေပါတယ်။အဖွားကသူချက်ထားတဲ့ဟင်းလေးတွေကိုထည့်ပေးပြီးမြဲစမ်းဟိုတယောက်ပြန်ထည့်ပေးခဲ့ပြီးစားလက်စထမင်းနဲ့ဟင်းကိုသာဆက်စားလိုက်ခဲ့ပြီးတဲ့နောက်လိုက်မရတဲ့ TV ကိုဖွင့်ဖို့ကြိုးစားပါတယ်။အဲ့ဒီချိန်အဖွားကနှစ်လစူဆောင်းထားတဲ့တကြားလုံးလေးထုတ်ကျွေးပြီးမြဲစမ်းဟိုတယောက်မစားခဲ့ပါဘူး။သူပါလာတဲ့ချောကလက်ကိုစားရင်ဂိမ်းစုံနေလိုက်ပြီးအဖွားကတော့သူ့မိသေးသူ့ရဲ့အရေးတကြီးနဲ့စောင့်ကြည့်နေရပါတယ်။ညနေကောင်လောက်မှာအီးပါချင်းနဲ့စမ်းဟိုတယောက်အဖွားရဲ့အကူအညီကိုမဖြစ်မနေယူရပြီပဲဖြစ်ပါတယ်။အဖွားဖြစ်သူရဲ့ CEO ကြီးနဲ့အီးပါနေတဲ့စမ်းဟိုတယောက်စောင့်ကြည့်နေတဲ့အဖွားကိုပါအလိုက်မသိရန်ဆောင်နေမိပါတယ်။နောက်နေ့မနေ့အဖွားရေထမ်းသွားချိန်မှာရွာကကလေးငယ်လေးတူကရောက်လာပြီးပန်းသီးစားဖို့ပေးကစမ်းဟိုအယုတ်ကိုစော့ဖို့တောင်းပြီးမြဲစမ်းဟိုတယောက်မပေးတဲ့ပြင်ကောင်လေးမှာပါလာတဲ့ခွေးလေးကိုပါကန်ထုတ်ပစ်လိုက်ပါတယ်။တယောက်တည်းအိမ်မှာခြံခဲ့တဲ့စမ်းဟိုတယောက်အယုတ်ကက်လေးတွေနဲ့စုံရင်ပြင်းလာတာကြောင့်ရွာထဲကိုခြေဆန့်ကလိုက်လံစူးစမ်းပါတယ်။မေမေရရဘာမှမတွေ့တာကြောင့်ပြင်းစွာနဲ့ပြန်လာရင်မြို့ကပါလာတဲ့ဖနက်စကိတ်ကိုညရောက်တဲ့အထိစီးလိုက်ပါတယ်။သူစကိတ်ကြောင့်အဖွားတယောက်ညာချင်းမင်းကြီးတပြက်စီထားလဲနေရပြီးမနက်နိုးတဲ့အချိန်တောတောင်ရှုခင်းကိုငေးနေတဲ့အဖွားဖြစ်သူကိုစမ်းဟိုတယောက်မထီမဲ့မြင်လုံနေပြန်ပါတယ်။ခဏကြာတန်းပေါ်ကဓမီကိုလှမ်းဆွဲနေတဲ့စမ်းဟိုကိုအဖွားကကူညီပေးခဲ့ပြီးသူ့ကိုဘာမှပြန်မပြောတဲ့အဖွားကိုစမ်းဟိုတယောက်ငေးကြည့်နေပြန်ပါတယ်။စမ်းဟိုအိတ်နေချိန်မှာအဖွားတယောက်စမ်းဟိုရဲ့အယုတ်လေးတွေကိုနားမလဲပေမဲ့ယူဆော့နေမိလိုက်ပါတယ်။ညရောက်မှဂိမ်းစော့နေတဲ့စမ်းဟိုကိုအမီထိုးခိုင်းတာကြောင့်စမ်းဟိုလည်းစိတ်မရှိလက်မရှိနဲ့ထိုးပေးလိုက်ပြီးပိုးဟဲ့ကြောက်နေတဲ့မြို့ကြီးသားကိုအဖွားလည်းအံ့ဩခါပိုးဟဲ့ကိုတော့အမီရဖမ်းပြီးအပြင်ကိုလှုပ်ပေးလိုက်ပါတယ်။သူ့ရဲ့ဖနက်အကွဲကိုချုပ်နေတဲ့အဖွားတယောက်အက်ချီလိုလာတာကြောင့်စမ်းဟိုကိုပဲအမီထိုးခိုင်းချိန်စမ်းဟိုရဲ့ဂိမ်းဆက်လေးကလည်းတက်ခဲအကုန်သွားခဲ့ပါတယ်။မနက်နိုးလို့အဖွားဟင်းချက်နေတဲ့အချိန်မှာတက်ခဲဝယ်ဖို့ပတ်စံလိုတာကြောင့်စမ်းဟိုတယောက်ပတ်စံပေးဖို့ပူဇာနေပြီးအဖွားဝက်သွားလျှော်တဲ့နေရာအထိလိုက်ကပတ်စံတောင်းပါတယ်။ထုတ်ပေးစရာမရှိတဲ့ပတ်စံကိုမရှိကြောင်းမပြောဘဲမသိကြအောင်ဆောင်တလို့ဖြစ်နေတာကြောင့်ရေချိုးစိတ်မှာအဖွားဖြစ်သူကိုတွန်းထုတ်ထားခဲ့ပြီးအိမ်ရဲ့ဗီဒီယိုတွေကိုမွေးနှောက်ပြီးသွားတဲ့စမ်းဟိုတယောက်သူဤပါနေကြအဖွားစီးကွက်ကိုကန်ခွဲလိုက်ပြီးအဖွားရဲ့ဖနက်တွေကိုပါနှုတ်ပစ်သွားခဲ့ပါတယ်။ဒါကြောင့်ပဲဖနက်မပါဘဲရေထမ်းနေရတဲ့အဖွားတယောက်တနာဖို့ကောင်းနေပြီးအိမ်ပြောင်းတဲ့အချိန်မှာလည်းအမောပြေစရာအိမ်နေရမှာအယူမကြီးလို့ရေးကာကတ်ထားပြန်ပါတယ်။အဖွားရဲ့ဇတိုးကိုမျက်စိကျသွားတဲ့စမ်းဟိုတယောက်နောက်တနေ့အဖွားအိမ်နေတုံရွာထဲသွားခါသူလိုချင်နေတဲ့ဓာတ်ခဲကိုလိုက်လံရှာဖွေဝယ်ယူပါတယ်။ဦးလေးကြီးတွေနဲ့အာရှိမာတို့ရဲ့လမ်းညွှန်မှုကြောင့်ဓာတ်ခဲရောင်းတဲ့ဆိုင်ကိုရောက်သွားခဲ့ပေမဲ့သူ့မှာပါလာတာကပတ်စံမဟုတ်ဘဲအဖွားဖြစ်သူရဲ့ဇတိုးဖြစ်နေတာကြောင့်ရမလာခဲ့ပါဘူး။အလဲလုံးကအိမ်ပြန်ဖို့လမ်းပြောင်းနေတဲ့စမ်းဟိုကိုဦးလေးကြီးတယောက်ကစပိန်နဲ့လိုက်ဖို့ပေးခဲ့ပါတယ်။ပျောက်သွားတာကြားတဲ့စမ်းဟိုကိုစိတ်ပူကလိုက်ရှာနေတဲ့ဖွားကစမ်းဟိုကိုစူချင်းမှန်ချင်းလုံးဝမရှိဘဲအတူတူအိမ်ပြန်ခဲ့ကြပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာစမ်းဟိုတယောက်အိတ်ချင်အောင်ဆောင်နေခဲ့ပေမဲ့အဖွားဖြစ်သူကထမင်းစားဖို့ထမင်းဝိုင်းပြင်ပေးကလွတ်လပ်စာဝိတ်ကိုဆက်လန်းပါတယ်။ကနာကြာမိုးရွာလာချိန်မှာတော့အိတ်ချင်အောင်ဆောင်နေတဲ့စမ်းဟိုလည်းအဖွားဖြစ်သူလှမ်းခဲ့တဲ့သူ့ဝိတ်တွေကိုရွေးရုပ်ပေမဲ့ကြံနေခဲ့တဲ့အဖွားဖြစ်သူရဲ့အင်ဂျီဘောင်းမီအဝိတ်စုံကိုအလင်းမြန်မဲ့ရုပ်ပြခဲ့ပါတယ်။သူရုပ်လို့မှမဆုံးသေးဘူးအယူလင်တော်ထားရသလိုဖြစ်နေတဲ့မိုးကချက်ချင်းဆိုသလိုတိတ်သွားခဲ့ပြီးနေပြန်ထွက်လာတာကြောင့်စမ်းဟိုတယောက်အဝိတ်တွေကိုပြန်လန်းရပြန်ပါပြီ။လှမ်းလို့ပြီးသွားခဲ့ပေမဲ့သူရုပ်ခဲ့တဲ့အတိုင်းမဟုတ်တာကြောင့်အစာအဆုံးပြန်ပြင်ခဲ့ပြီးအိတ်နေတဲ့စမ်းဟိုကိုနှစ်ဖူးလေးဆန်းကစားကျင်တာဘာရှိလဲလို့အဖွားကမိပါတယ်။ပီဇာဟမ်ဘာဂါကန်တူကီချက်ကြော်လို့ပြောလိုက်ပေမဲ့သဘောမပေါက်တဲ့အဖွားကိုသူ့လွယ်အိတ်ထဲမှာပါလာတဲ့မီနူးစာရွက်ကိုထုတ်ပြကနောက်တစ်ချိန်ထပ်ပြောတာကြောင့်အမောက်ရဲ့အတောင်ပံရင်ပါတဲ့အကောင်လားလို့မိပါတယ်။စမ်းဟိုလည်းဝမ်းတာအားရအော်အီအိုဟုတ်တယ်လို့ပြန်ဖြေတော့အဖွားဖြစ်သူလည်းလက်ဖက်နှစ်ထုပ်ကိုအိတ်ထဲမှာထည့်ကဈေးမှာသွားရောင်းဖို့ပြင်ပါတယ်။နေရန်ပေါ်မှာသူရေးထားတဲ့အယူမကြီးဆိုတဲ့စာတွေကိုစမ်းဟိုတယောက်ပြန်ဖြတ်ထားခဲ့ပြီးအိပ်ပျော်နေတဲ့အချိန်အဖွားဖြစ်သူကတော့မိုးတဲ့ရေထဲမှာကြက်တကောင်ကိုအိတ်ထဲထည့်ကပြန်လာခဲ့ပါတယ်။ဒီအတိုင်းအိပ်ပျော်နေတဲ့စမ်းဟိုကိုစောင်းချုံပေးကခေါင်းအုံးစီလိုက်ပြီးသူကိုယ်တိုင်ကတော့အဝတ်မလဲအားပဲသူမီးစားခြင်းနဲ့ကြက်ကိုအကျိတ်နဲ့ချက်ပါတယ်။စားကျင်တာကကြက်ကြော်ဆိုပေမဲ့ကြက်ပြုတ်ဟင်းကြီးဖြစ်နေတာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့စမ်းဟိုလည်းငိုယိုပြီးတော့ပြန်အိပ်သွားခဲ့ပါတယ်။ဒါပေမဲ့တရင်တို့ဘိုက်စာချိန်မှာတော့မရှိရှိတာစားရတော့မယ့်အချိန်မှာကြီးများမနေတော့ပဲအဖွားဖြစ်သူချက်ပေးတဲ့ကြက်ပြုတ်ဟင်းကိုစမ်းဟိုတယောက်အားပါတရစားဖြစ်ခဲ့ပါတယ်။နောက်တနေ့မိုးလင်းတော့အဖွားဖြစ်သူဖျားနေပြီဆိုတာစမ်းဟိုတယောက်တည်သွားခဲ့ပါတယ်။
မေတ္တာဖြင့်ဆက်ဆံပါကရန်သူသည်မိတ်ဆွေဖြစ်လာနိုင်သည်ဆိုတဲ့စကားအတိုင်းစန်းဟိုအပေါ်မှာအဖွားထားခဲ့တဲ့မေတ္တာတရားတွေဟာစစ်မှန်တာကြောင့်နေမကောင်းဖြစ်လာချိန်မှာစန်းဟိုတရားအဖွားဖြစ်သူကိုပြန်လည်ပြုစုပေးခဲ့ပါတယ်။တစ်ချိန်ကတခဲဝယ်ဖို့ခိုးခဲ့တဲ့ဇရိုးကိုပါပြန်တက်ပေးခဲ့ပြီးရွာထဲကိုထွက်လာချိန်မှာတော့နေရိုင်းတစ်ကောင်လိုက်နေတဲ့ကောင်လေးအားကောင်မလေးတစ်ယောက်ကလွတ်အောင်ပြေးဖို့အားပေးနေတာကိုတွေ့လိုက်ရတာကြောင့်သူပါဝင်ပြီးအားပေးပါတယ်။ဒါပေမဲ့ကောင်မလေးရဲ့စောစရာတွေကိုခြေထောက်နဲ့နင်းမိထားတဲ့စန်းဟိုကိုပြန်လည်တောင်းပန်ခိုင်းပေမဲ့မြို့ကြီးသားကတော့မတောင်းပန်ခဲ့ပါဘူး။နောက်တစ်နေ့မှမျိုးကားပါလာတဲ့တွန်းလဲကလေးနဲ့အဖွားဆိုင်ထားတဲ့ဖယုံသီးကိုကူတင်ကဈေးမှသွားရောက်ဖို့ပြင်ပါတယ်။ဈေးတွေကတကြားလုံးစားနေတဲ့ကောင်မလေးကိုတွေ့တော့စန်းဟိုတယောက်မြို့မှာနေတုန်းကသူ့ဘွားကိုတတိယသွားခဲ့ပြီးလိုက်ငန်းနေခဲ့ပါတယ်။ဒါပေမဲ့အဖွားဖြစ်သူတယောက်ဈေးထဲမှာခက်ခါရရအောက်ကြခံပင်ပင်ပန်းပန်းရောက်ချနေရတာကိုတွေ့ရတဲ့အခါစန်းဟိုတယောက်အဖွားဖြစ်သူကိုတနာကမပူစားတော့ပဲအလိုက်တသိနေလိုက်ပါတယ်။အဖွားကတော့ဈေးရောက်လို့ရတဲ့ပတ်စံနဲ့စန်းဟိုအတွက်တောစီဖနက်ကိုလည်းဝယ်ပေးခဲ့သလိုဈေးတွေကခောက်ဆွဲဆိုင်မှာလည်းပဲခောက်ဆွဲဝယ်ကျွေးခဲ့ပါတယ်။ပတ်စံရှင်းချိန်မှာအဖွားဖြစ်သူကမရှိမဲ့ပတ်စံကလေးတွေနဲ့ရှင်းနေရတာကိုစန်းဟိုတယောက်ကြည့်ပြီးတနာသွားပြန်ပါတယ်။ဒါကြောင့်ပဲအပြန်လမ်းမှာတခဲမျိုးစုံရောင်းတဲ့ဆိုင်ကိုတွေ့တာတော့မပူစားတော့ပဲကားဂိတ်စီကိုပြန်လာခဲ့ပါတယ်။ကားပေါ်ရောက်တဲ့အချိန်မှာကားဆရာကအဖွားဖြစ်သူကိုလမ်းထိပ်ဈေးဆိုင်ကအဖွားတငယ်ချင်းတူကအဖွားရဲ့သတင်းကိုမေးနေတဲ့အကြောင်းပြောပြတဲ့အခါအဖွားဖြစ်သူလည်းဈေးဆိုင်ကိုသွားမှမို့စန်းဟိုကိုဘာစားချင်လဲလို့မေးပါတယ်။ကောင်မလေးကိုငင်းနေတဲ့စန်းဟိုတယောက်ကားပေါ်ကခလေးလေးစားချင်နေတဲ့ချောကလက်ပိုင်မုတ်စားမယ်လို့အလွယ်ဖြေလိုက်ပေမဲ့အဖွားဖြစ်သူကတငယ်ချင်းဆိုင်မှာငွေပေးကဝယ်ယူပါတယ်။ဒါပေမဲ့တငယ်ချင်းကမယောင်းပဲမြေအတွက်အလကားပေးလိုက်တော့အဖွားဖြစ်သူလည်းရောင်းမကုန်ပဲပြန်ပါလာတဲ့လက်ဖက်တွေကိုအလကားပြန်ပေးခဲ့ပါတယ်။ဒူးနာနေလို့လာမရတာကြောင့်ဈေးလာတိုင်းဝင်ဖို့နဲ့မသိခင်တွေ့ချင်တဲ့အကြောင်းတငယ်ချင်းဖြစ်သူကပြောတော့ခေါင်းတငယ်ချင်းနဲ့နှုတ်ဆက်ကထွက်လာခဲ့ပါတယ်။ကားပေါ်မှာရွာကကောင်မလေးနဲ့ကောင်လေးကအတူပါလာတာကြောင့်အဖွားစီကချောကလက်ပိုင်မုတ်ကိုယူကအဲ့ဒီတငယ်ချင်းတွေနဲ့အတူထိုင်မဲ့အကြောင်းပြောတော့အဖွားဖြစ်သူလည်းငွေသက်တာဖို့အတွက်ကားမစီးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဖွားရဲ့စကားကိုနားလည်နေတဲ့ရွာကတငယ်ချင်းကောင်လေးကစန်းအုပ်ကိုစိတ်ချဖို့ပြောလိုက်တော့လှုပ်ရှားလှုပ်တွေကိုပြီးမှနောက်ကနေလိုက်လာခဲ့မယ်လို့အဖွားဖြစ်သူကညာလိုက်ပါတယ်။ဘာမှနားမလည်သေးတဲ့စန်းအုပ်တရားအဖွားထည့်ပေးနေတဲ့အထုပ်ကိုမယူဘဲအတင်းတွန်းထုတ်တာကြောင့်ကားထွက်သွားချိန်မှာတောင်ဝေးတစ်ချောင်းနဲ့အထုပ်တစ်ထုပ်ကိုပိုက်ကကျန်နေခဲ့တဲ့သူကတော့အဖွားဖြစ်သူပဲဖြစ်ပါတယ်။စန်းအုပ်တရားမှတ်တိုင်အောင်မှအဖွားဖြစ်သူဘဲကားနဲ့ပါလာမလဲစောင့်နေပေမဲ့ကားတွေတစီးပြီးတစီးဝင်လာတယ်တစီးနဲ့မှပါမလာတာကြောင့်လက်လျှော့ကအိမ်ကနေပြန်ဆောင်ပါတယ်။အိမ်မှာတယောက်တည်းပက်လက်လှန်ရင်ပြင်းနေတာကြောင့်ကျန်တဲ့မုတ်တစ်ခုကိုမနှက်ဖြန်မှစားရမယ်လို့ဆိုကဘောင်းပီအိတ်ထောင်တဲကိုထည့်ရင်မှတ်တိုင်စီအဖွားဖြစ်သူကိုလာကြိုပြန်ပါတယ်။ကားတွေတစီးပြီးတစီးဝင်လာပြန်ပေမဲ့အဖွားဖြစ်သူကတော့ပါမလာခဲ့ပါဘူး။စန်းဟိုတယောက်ညှိုးငယ်စွာငေးမောနေတုန်းမှာပဲအဖွားဖြစ်သူကတော့ကားလမ်းဘေးတနေရာမှာတောင်ဝေးကလေးနဲ့အတူအထုပ်ထုပ်ကိုကင်ဆွဲကတလန်းချင်းပြန်လာနေပြီပဲဖြစ်ပါတယ်။တနာဖို့ကောင်းတဲ့အဖွားစီပြေးကသွားကြိုခဲ့ပြီးသူချန်ထားခဲ့တဲ့ချောကလက်ပိုင်မုတ်တစ်ခုကိုအဖွားစားဖို့အိတ်ထဲကိုခိုးထည့်ထားခဲ့ပါတယ်။နောက်တနေ့ရွာလေးကိုစောဖို့လာခဲ့ပေမဲ့ကောင်မလေးကကောင်လေးတယောက်နဲ့အတူတူရှိနေတာကြောင့်မနာလိုဖြစ်နေတဲ့စန်းဟိုလည်းနယူးကြီးလာပြီးမြန်ပြေးလို့စားလိုက်ပါတယ်။ဒါပေမဲ့နယူးကြီးကတကယ်လိုက်လာနေတာကြောင့်ထွက်ပြေးနေတဲ့ကောင်လေးလည်းလွတ်မြောက်သွားခဲ့ပြီးစန်းဟိုအားကျေးဇူးတင်နေခဲ့ပါတယ်။ညရောက်မှအိမ်သာတက်ချင်ပြန်လာကြောင်းအဖွားဖြစ်သူကိုလိုက်ဆောင်ခိုင်းပြီးအရင်ကဘာကြည့်တာလဲလို့ရန်ဆောင်ခဲ့ပေမဲ့အခုများတော့အိမ်မသွားပဲသူ့ကိုစောင့်ကြည့်ပေးဖို့တောင်းဆိုပါတယ်။အဖွားပေါ်မှာရန်လိုစိတ်တွေမရှိတော့တဲ့စန်းဟိုတယောက်ဒီနေ့လဲရွာထဲကိုစောဖို့ထွက်လာခဲ့တဲ့ချိန်ထင်းစီထလာခဲ့တဲ့ကောင်လေးကိုနယူးကြီးလာပြီးမြန်ပြေးလို့လှမ်းစားပြန်ပါတယ်။ဒီတစ်ခါတော့နယူးကြီးကတကယ်ထွက်မလာပဲကြောက်ကြောက်နဲ့ပြေးနေတဲ့ကောင်လေးလဲချော်လဲတော့မှနယူးကြီးတကယ်မလိုက်မှန်းသိလိုက်ရပါတယ်။စန်းဟိုတယောက်ထွက်ပြေးခဲ့ပေမဲ့လမ်းကူးလက်တနေရာမှာခုနကကောင်လေးနဲ့ပြန်ဆုံတဲ့အခါသူ့အဖွားအမြဲလုပ်ပြနေတဲ့ပုံစံအတိုင်းရင်ဘတ်ကိုပုတ်ပြကထွက်ပြေးပါတယ်။ကောင်မလေးတယောက်ကသူနဲ့တူဆော့ချင်ကြောင်းပြောလာတာကြောင့်နောက်နေ့တူတူဆော့ဖို့အတွက်အခုညကတည်းကအိမ်မရဖြစ်နေပြီးနိုးလာတဲ့အချိန်မှာတော့မျိုးကပါလာတဲ့ရုပ်တွေကိုအိမ်နဲ့ထည့်လိုက်ပါတယ်။သူ့ကိုယ်သူမှန်နဲ့သွားကြည့်တဲ့အခါမှာစပင်းရှိနေတာကြောင့်စပင်းလိမ့်နဲ့ချဲရှိလာလို့အဖွားကိုမိပါတယ်။စန်းဟိုတယောက်မှန်ကိုထိုးတဲ့နေရောင်နဲ့အဖွားကိုစားခဲ့ပြီးအဖွားပြသူကတော့တက်တလောက်မှတ်တလောက်နဲ့ပညာနဲ့လက်ဆွမ်းပြားကစန်းဟိုရဲ့စပင်းကိုညှက်ပေးပါတယ်။စားညက်တုံကတော့ကောင်မလေးနဲ့တွေ့ရမယ်ဆိုတဲ့စိတ်နဲ့လေးလေးချွန်လိုက်တလက်မလောက်ပဲတူဖို့လက်ဟန်ပြလိုက်နဲ့လှုပ်ရှုံနေပြီးမြဲတကယ်တမ်းညက်ချိန်မှာတော့စန်းဟိုတယောက်အိမ်ငိုင်နေပါတယ်။တန်ကကြီးအထူကြီးနဲ့အချိန်ထိမရပဲညှက်ထားတဲ့စပင်းပုံစံကိုစန်းဟိုတယောက်နိုးလာတဲ့အချိန်မှာဘလို့ပုံစံကြီးလဲလို့ဆိုကငိုကြွေးခဲ့ပါတယ်။တလက်မလောက်ပဲတူဖို့ပြောထားတာကိုဘာကြောင့်ဒီလောက်တူတူညှက်လိုက်ရတာလဲလို့ဆိုကဒီလိုပုံစံနဲ့ကောင်မလေးနဲ့အတူတူသွားမဆော့နိုင်တဲ့အကြောင်းပြောကထွက်သွားခဲ့ပါတယ်။ညအရသွားဆော့ဖို့အထုပ်ပြနေတဲ့စန်းဟိုကိုအဖွားပြသူကသူ့ဆော့နေကြဂိမ်းဆက်လေးကိုထုတ်ပေးလိုက်ပါတယ်။တကယ်မရှိတာကြောင့်ဆော့မရဘူးလို့ညှိလိုက်တဲ့အခါအိတ်တကူနဲ့လှလှလေးခောက်ကထည့်ပေးနေပါတယ်။နောက်တနေ့ပုံပြတ်သွားတဲ့စပင်းကိုအဝိစားနဲ့ဖုံးနေတဲ့ချိန်အဖွားဖြစ်သူကအထုပ်တစ်ခုနဲ့အပြင်သွားဖို့ခေါ်တာကြောင့်လိုက်သွားတဲ့အခါမှာစန်းဟိုတယောက်တခဲသွားဝယ်ခဲ့စဉ်ခါကလမ်းပြောင်းနေတုန်းအိမ်ပြန်ပို့ပေးခဲ့တဲ့ဦးလေးကြီးစီဖြစ်နေခဲ့ပါတယ်။သူသမီးပေးထားတဲ့အားစေးတွေကိုအဖွားတယောက်ဦးလေးကြီးကိုအကုန်လုံးပြန်ပေးပစ်ခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အချိန်သွားဖို့ပြင်နေတဲ့စန်းဟိုကိုဈေးကဝယ်ပေးထားတဲ့တောစီဖနက်ကိုအဖွားဖြစ်သူကစီးသွားခိုင်းပါတယ်။ဒါပေမဲ့ကိုရွှေမျိုးကြီးသားကမျိုးကပါလာတဲ့ပွိုင်းမပါတဲ့ဖနက်ကိုပဲစီးလာရင်တောင်အဆင်းတနေရာမှာကမင်းကြောထားတာကြောင့်ချော်လေးကဒူးနာသွားခဲ့ပါတယ်။ထော်နေနဲ့လမ်းချောင်းတင်ရင်ထင်းတဲ့နေကြကောင်လေးကစန်းဟိုအားနယူးကြီးလာနေတာကြောင့်အမြန်ပြေးဖို့လှမ်းော်ပါတယ်။ဒါပေမဲ့သူ့ကိုစနေတဲ့ချိန်မပြေးပဲဆက်ရှောက်နေတော့နီးကပ်လာတဲ့နယူးကြီးကြောင့်အသေးအတန်ပြေးချိန်စန်းဟိုတယောက်ထပ်မံချော်လဲသွားခဲ့ပါတယ်။ဒါပေမဲ့ရိုးသားတဲ့တော်သားလေးကမရိုးသားတဲ့မျိုးကြီးသားစန်းဟိုကိုနယူးကြီးရဲ့လက်ထဲကနေလွတ်အောင်ကူညီပေးလိုက်တဲ့အခါအရင်တကာကိစ္စအတွက်တောင်းပန်ပါတယ်။မင်းလိုမျိုးကြီးသားဆိုနှစ်ခါတောင်းပန်ကြမလို့ပါဘူးလို့ရိုးသားတဲ့တော်သားလေးကသဘောထားကြီးစွာခွင့်လို့ပေးခဲ့ပြီးကောင်မလေးနဲ့အတူဆော့ဖို့သွားခဲ့တဲ့စန်းဟိုတယောက်မဆော့ခဲ့ရပဲအယုတ်လေးတယောက်ကိုကင်ဆွဲကပြန်လာခဲ့ရပါတယ်။ဒူးနှစ်ဘက်ကတန်ရာကြောင့်တဖြည်းဖြည်းချင်းလမ်းလျှောက်လာရင်အဖွားထည့်ပေးခဲ့တဲ့ဂိမ်းဆက်လေးကိုထုတ်ချင်းမိတဲ့အခါအထဲမှာတက်ခဲဝယ်ဖို့ပတ်စံလေးနှစ်ရွက်ကိုတွေ့လိုက်ရပါတယ်
အဖွားရဲ့စေတနာတွေမေတ္တာတွေကိုနားလည်သိရှိသွားတဲ့ဆန်းဟိုတယောက်အဖွားစီးသွားခိုင်းတဲ့ဖနက်ကိုစီးမလာခဲ့မိတဲ့အတွက်သူ့ကိုယ်သူအပြစ်တင်ရင်းပြန်လာခဲ့ပါတယ်။လက်ခုလက်တနေရာမှာအတင်းဆောင်နေတဲ့အဖွားဖြစ်သူကိုတွေ့တော့အားပါတရငိုကြွေးလိုက်ပြီးအဖွားဖြစ်သူကတော့သူ့မိလာခေါ်တော့မှဖြစ်တဲ့အကြောင်းစာတစောင်ကိုထုတ်ပြကအတည်ပြုလိုက်ပါတယ်။မြို့ပြန်သွားတဲ့အချိန်သူ့စီတတိယရင်စာရေးဖို့အတွက်ဆန်းဟိုတယောက်အဖွားဖြစ်သူကိုစာရေးလေ့ကျင့်ပေးနေခဲ့ပါတယ်။စကားလည်းမပြောနိုင်ဖုန်းလည်းမသုံးနိုင်တာကြောင့်စာလောက်ပဲဖြစ်ဖြစ်ရေးတက်စေဖို့တင်ပေးနေတာဖြစ်ပြီးနေမကောင်းတာတစ်ခုခုဖြစ်ရင်ဘာမှရေးမနေပဲဒီတိုင်းပို့လိုက်တာနဲ့ချက်ချင်းပြေးလာခဲ့မယ်ဆိုတဲ့အကြောင်းဆန်းဟိုကဝမ်းနည်းစွာပြောပြပါတယ်။ရောက်စားကလေးကဂလန်ကဆန်လုံးမိနေသမျှအဖွားရဲ့စေတနာတွေမေတ္တာတွေကိုသိရှိနားလည်ချိန်မှာတော့ဆန်းဟိုတယောက်မျိုးစီကိုပြန်ရတော့မှလေးဖြစ်ပါတယ်။အဖွားဖြစ်သူရောမြေးဖြစ်သူပါဝမ်းနည်းဖို့ကောင်းစွာငိုကြွေးနေခဲ့ကြပြီးအဲ့ဒီနေ့ညကဆန်းဟိုတယောက်မအေးမချင်းအဖွားအတွက်ကူညီနိုင်တဲ့လောက်အမီတွေကိုထိုးပေးနေခဲ့ပါတယ်။နောက်တနေ့မနက်မှတ်တိုင်မှာဆန်းဟိုရဲ့မိခင်ကသူ့အမေကိုအားစေးတွေကိုတောက်ဖို့နဲ့ထမင်းမှန်မှန်စားပြီးဂီယူဆိုင်နေဖို့မှာနေခဲ့ပါတယ်။နေ့တကူမတိုင်ခင်နဲ့လာလေဖို့ပြောနေပြီးအဲ့ဒီချိန်ဝမ်းနေနေတဲ့ဆန်းဟိုတယောက်အဖွားဖြစ်သူကိုမချီတော့ဘဲတစ်ဖက်လှည့်နေခဲ့ပါတယ်။အဖွားဖြစ်သူကတော့သူ့သမီးမှာနေသမျှကိုဂီယူမဆိုင်အားပဲဆန်းဟိုရဲ့မျက်နှာကိုပဲအရေးတကြီးကြီးနဲ့လိုက်ကြည့်နေခဲ့ပါတယ်။လိုင်းကလာတဲ့အချိန်မှာမိခင်ဖြစ်သူကအရင်တက်သွားပြီးဆန်းဟိုကအနောက်ကနေတက်လျက်ခဏကြာကားပေါ်ကနေပြန်ဆင်းလာပြီးသူ့ရဲ့ရုပ်ကလေးကိုထုတ်ပေးလိုက်ပါတယ်။အဖွားဖြစ်သူတယောက်ကားပေါ်ကမြည်ဖြစ်သူဆန်းဟိုကိုနှုတ်ဆက်နေပြီးမြငုံမိမှစိုးရိမ်တာကြောင့်ခေါင်းကုန်ကရှောင်နေလိုက်ပါတယ်။ကားထွက်ချိန်မှာကားနောက်ခန်းကိုပြေးကအဖွားကိုငေးကြည့်ရင်လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ထွက်သွားသူနဲ့ကြံခဲ့တဲ့သူမှာကြံခဲ့တဲ့သူကသာအမြဲနာကျင်ရစမြဲမို့အခုလည်းအရင်လိုတယောက်တည်းပြန်ဖြစ်သွားတဲ့အဖွားဖြစ်သူတယောက်မြည်ဖြစ်သူဆန်းဟိုမရှိတဲ့ရက်ဝင်းမှာလွမ်းဆွမှုတွေနဲ့ဆက်ပြီးရှင်းတန်နေရအောင်မှလည်းဖြစ်ပါတယ်။မနေ့တုန်းကအထိအဖွားကိုမချစ်တတ်တဲ့ဆန်းဟိုတယောက်စကားမပြောနိုင်တဲ့အဖွားရဲ့နှုတ်ဆက်မှုတွေကြားကနေအချက်တွေအပြည့်နဲ့ချစ်ပေးခဲ့တဲ့အချိန်တွေကိုတနေ့နေ့တစ်ချိန်ချိန်မှာပြန်ရနိုင်တော့မှမဟုတ်မှန်းသိနေတာကြောင့်ပိုပြီးဝမ်းနဲ့နေမိမှအသေးချပါပဲ။အရာအလုံးနားလည်သွားချိန်မှာမှတ်တိုင်ကနေထွက်သွားခဲ့တဲ့ကားလေးကဝေးသွားခဲ့သလိုအဖွားရဲ့ပုံရိပ်လေးကလည်းတီးသွားခဲ့ပါတယ်။ဒါပေမဲ့အဖွားပေးခဲ့တဲ့မေတ္တာတွေကတော့ဆန်းဟိုရဲ့နှလုံးသားတနေရာမှာတက်တက်လုံးပြောက်ပြဲသွားတော့မယ်မထင်ပါဘူး။တငယ်ချင်းတို့လည်းငယ်စဉ်ခါကကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်ပေးခဲ့မှုတဲ့အဖွားဖြစ်သူဟာဒီနေ့အချိန်ထိတက်ရှိထင်ရှားရှိသေးရင်တန်ဖိုးထပ်တက်စေဖို့နဲ့အခုအချိန်မှာအဖွားလိုအပ်တဲ့အရာလေးတွေကိုလုပ်ပေးရင်လည်းနောက်မကျသေးကြောင်းပြောကြလိုပါတယ်။ဒီဇလန်လေးကကဘာပေါ်မှာရှိတဲ့အဖွားအလုံးကိုဂါရဝပြုလို့တဲ့အတွက်ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။အဖေနဲ့အမေကိုမွေးထုတ်ပေးခဲ့တဲ့သူဟာအဖွားဖြစ်တာမို့ကဘာပေါ်ကမြည်တိုင်းအဖွားဖြစ်သူကိုတန်ဖိုးထပ်တက်ကြပါစေခင်ဗျာ။